ဒီနေ့မှာတော့ Predator franchise ရဲ့အသစ်ဆက်ဆက်လက်ရာတစ်ခုဖြစ်တဲ့ Predator Badlands ကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါအခုတစ်ခါမှာတော့ Director Dan Trachtenberg ကကျွန်တော်တို့ကိုအရင်ကမြင်ဘူးနေကြပတ်ဝန်းကျင်တွေနဲ့ခွဲထွက်ပြီးအနာဂတ်ကာလစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒီဇာတ်ကားရဲ့အဓိကထူးခြားချက်ကတော့မင်းသမီး Il Fanny ပဲဖြစ်ပါတယ်သူမဟာဒီကားထဲမှာတီယာနဲ့သက်စာဆိုတဲ့ညီမနှစ်ယောက်နေရာကနေ double role နဲ့အားကောင်းကောင်းသရုပ်ဆောင်ထားတာပါဇလန်အစမှာတော့ကျွန်တော်တို့ဟာလူသူကင်းမဲ့ပြီးအန်ဒီရဲ့များလာရဲ့ Badlands လို့ခေါ်တဲ့နယ်မြေတစ်ခုခုရောက်သွားပါတယ်။အဲ့ဒီနေရာဟာအနာဂတ်ကဘာရဲ့မြင်ကွင်းတစ်ခုဖြစ်ပြီးလှပသလောက်ခြောက်ခြားဖို့လည်းကောင်းပါတယ်။တီယာဟာအလွန်ညင်ကောင်းတဲ့သိပ္ပံပညာရှင်တယောက်ဖြစ်ပြီးစီကန်းစနစ်တကျရှိသူပါ။သူမရဲ့ညီမဖြစ်သူတက်စာကတော့တတိခဲလေးဖြစ်ပြီးလက်တွေ့ကြရင်ဆိုင်တတ်သူပါ။သူတို့နှစ်ယောက်ဟာဒီနယ်မြေထဲမှာတစ်ခုခုကိုရှာဖွေဖို့ဒါမှမဟုတ်လွတ်မြောက်ဖို့ကြိုးစားနေရင်ခရီးသွားနေကြတာပါ။ဒါပေမဲ့သူတို့မသိတာကသူတို့ဟာအမဲလိုက်ခံရတော့မဲ့တားကောင်တွေဖြစ်နေပြီဆိုတာပါပဲဒီအချိန်မှာပဲကောင်းငင်ရန်ကနေ Predator ရဲ့အာကာသယာဉ်ဆင်းသက်လာတာကိုမြင်တွေ့ရပါမယ်အခုတစ်ခေါက် Predator ဟာအရင်ကားတွေကထက်ပိုပြီးအဆင့်မြင့်ပါပဲသူ့ရဲ့ mass design ကအစဝစ်စင်ထားတဲ့တန်းချက်ကအထိအနာဂတ်ဆန်ဆန်ပြောင်းလဲသွားသလိုသူ့ရဲ့အဓိကလက်နက်ဖြစ်တဲ့အနီတောင်အလင်းတန်းရှန်